皆さんこんにちは。ဒီတစ်ခေါက်ကတော့ဒီမှာပြထားတဲ့စာရွက်လေး3ရွက်ပေါ့နော်ဒီစာရွက်လေး3ရွက်ကဂျပန်မှာရှိနေပြီဆိုလို့ရှိရင်တစ်ခေါက်လောက်တော့ဘယ်သူမှဆိုရပိုးမဲ့စာရွက်လေးလို့ထင်တယ်အဲ့တော့အဲ့ဒီစာရွက်လေးတွေရောက်လာပြီဆိုရင်ဘာတွေလုပ်ရမှာလဲဒီစာရွက်တွေကဘာတွေလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာတခြားလေးရှင်းပြပေးချင်ပါတယ်အဲ့တော့ဆက်ကြည့်ပေးအောင်နော်ပထမဦးဆုံးအဲ့စာရွက်လေးတွေကဘာတွေလဲဆိုတာမသိခင်ဂျပန်မှာလူသိများပြီးမှထင်ရှားတယ်ပေါ့နော် delivery service 3ခုကိုပြောပြပေးခြင်းနဲ့ပေါ့နော် delivery service 3ခုကပထမဦးဆုံးကအဲ့ပေါ်မှာ Sakawa ဆိုတာလေးရှိရယ်ပြီးရင်အောက်မှာကြောင်လေးတွေနဲ့ပုံကို Yamato ဆိုပြီးမှရှိရယ်အောက်ဆုံးကအနီအောင်လေးနဲ့ရေးထားတာက Nihon Yubin ဆိုတဲ့ Yubin Kyoku ပေါ့နော်စာတိုက်ပေါ့နော်စာတိုက်ဆိုပြီးတော့မှ3ခုရှိရယ် Sakawa ရယ် Yamato ရယ် Yubin Kyoku ရယ်ဆိုပြီးတော့မှကုမ္ပဏီ3ခုရှိရယ်ဒီကုမ္ပဏီ3ခုက delivery service တွေကဂျပန်နိုင်ငံမှာဆိုလို့ရှိရင်ထင်ရှားတယ်လူသုံးများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးတစ်ချက်လောက်သိပြီးမှအနောက်ကစာလေးတွေဆက်ပြောဖို့အဆင်ပြေမှာမဟုတ်လို့နော်ဂျပန်မှာပစ္စည်းဝယ်တာပဲဖြစ်ဖြစ်ကိုယ့်ရက်ွက်ရုံတို့တခြားနေရာတွေကနေပြီးတော့မှကိုယ့်စာအိတ်တွေအကြောင်းကြားစာတွေပေါ့နော်ငွေတောင်းခံလွှာတွေအမျိုးမျိုးတွေတောင်းတဲ့စာအိတ်တွေပေါ့နော်အဲ့ဒီစာအိတ်တွေပို့လာတာတို့ပစ္စည်းမှာတဲ့အခါမှာပစ္စည်းလာပို့တာတို့သူများလက်ဆောင်ပို့တဲ့အခါမှာလက်ဆောင်ရောက်တာတို့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ပေါ့နော်တချို့ delivery service တွေကကြတော့အိမ်မှာလူမရှိရင်လည်းပဲအိမ်ရှိမှာပဲဘုံလေးနဲ့ချသွားပေးတဲ့ delivery service တွေရှိတယ်လို့မျိုးတမိုးကြီးတဲ့ပစ္စည်းတွေအပြင်မှာထားခဲ့ရင်မိုးရေဆိုတာတခုခုမှကြောက်ရတယ်ဆိုတဲ့ပစ္စည်းမျိုးဆိုလို့ရှိရင်တော့ပြန်ယူသွားပါတယ်ပစ္စည်းကိုပြန်ယူသွားပြီးတော့သူကဖူဆိုင်လန်းလာခုျောဆိုတဲ့ခုနကစာရွက်လေးတွေကိုထားပေးခဲ့တာပေါ့နော်အဲ့ဒီစာရွက်ကလေးတွေကသူ့ကုမ္ပဏီနဲ့တစ်ခုစီလိုက်ပြီးတော့မှစာရွက်ပုံစံလေးတွေမတူတာမို့လို့ဘယ်ကုမ္ပဏီကပို့လာပြီးတော့ဘယ်လိုပုံစံနဲ့လုပ်ရမယ်စာရွက်လဲဆိုတာကိုတခြားလေးကြည့်ပြီနော်ဟုတ်ပြီဒီစာရွက်ဖူဆိုင်လန်းလာခုျောတဲ့ဘာလဲဖူဆိုင်လန်းလာခုျောဆိုတာဆက်ကြည့်ပြီနော်အဲ့တော့အရှိမပြထားတယ်ပေါ့နော်စာရွက်လေး3ရက်ကဘာတွေလဲဆိုတော့ခုနပြောခဲ့တဲ့ဒီ delivery service company 3ခုကနေပြီးတော့မှကိုယ့်အိမ်ကိုပစ္စည်းလာပို့တယ်လာပို့လို့မှအိမ်မှာလူမရှိဘူးဆိုလို့ရှိရင်ကုမ္ပဏီအတီးတီးကနေပြီးတော့မှထားခဲ့တယ်ပေါ့နော်လူမရှိဘူးကျွန်တော်ကတော့ပစ္စည်းလာပို့ပါတယ်အိမ်မှာလူမရှိလို့ဒီစာရွက်လေးထားခဲ့တယ်ဒီစာရွက်ကိုကြည့်ပြီးတော့မှပေါ့နော်အိမ်ကိုလာပို့လို့ရမယ့်အချိန်လေးကိုပြန်ချိန်ပေးပါပေါ့အဲ့ဒါမျိုးပြောချင်တဲ့စာရွက်လေးပေါ့နော်အဲ့တော့ကုမ္ပဏီတစ်ခုနဲ့တစ်ခုစာရွက်ပုံစံကမတူဘူးစာကားဝါဆိုလို့ရှိရင်ပြန်ချိန်ရတဲ့စာရွက်ကအပြာရောင်လေးယာမာတိုဆိုလို့ရှိရင်ပြန်ချိန်ပေးရတဲ့စာရွက်ကအဝါရောင်လေးနီဟွန်ယူပင်ပေါ့နော်စာတိုက်ကနေပို့လို့ရှိရင်တော့သူ့ကိုရက်ပြန်ချိန်ပေးရတဲ့စာရွက်ကလေးကအနီရောင်လေးဆိုပြီးတော့သူ့အနေနဲ့သူပုံစံလေးတွေ꿰တယ်ပေါ့နော်ပို့ပေးတဲ့ကုမ္ပဏီနဲ့လိုက်ပြီးတော့မှရောက်လာတဲ့စာရွက်ကလည်းမတူတာမို့လို့တခြားလေးကြည့်ပေးပေါ့နော်ဒီစာရွက်လေးနာမည်ကိုဘယ်လိုခေါ်လဲဆိုရင်တော့ဖူဆိုင်လန်းလာခုျောဆိုပြီးမှခေါ်တယ်ခန်းကြီးကနည်းနည်းလေးခတ်တာမို့လို့အောက်မှာရိုမကြီးလေးနဲ့ရေးပေးထားပါတယ်ကဲဟုတ်ပြီပေါ့နော်အဲ့တော့ဖူဆိုင်လန်းလာခုျောလေးရောက်လာပြီပေါ့ရောက်လာရင်ဘာတွေလုပ်ရမှာလဲပေါ့ဖူဆိုင်လန်းလာခုျောတွေရောက်ပြီဆိုရင်အခုဒီမှာဝိုင်းပြထားတယ်ပေါ့နော်QR code လေးတွေရှိတယ်စာရွက်သူ့ဘယ်စာရွက်မှာပဲဖြစ်ဖြစ်ဘယ်ကုမ္ပဏီကပဲဖြစ်ဖြစ်ပို့ရင် QR code လေးတွေပါတယ်ပေါ့နော်အဲ့တော့အဲ့ QR code လေးတွေကိုဖတ်ရပါမယ်ဖတ်ပြီးတော့မှတဆင့်ချင်းစီသွားပြီးတော့မှကိုရှိတဲ့နေရာကိုရှိတဲ့ရက်ပေါ့နော်ကိုရှိတဲ့အချိန်ဘယ်နာကိုဘယ်လိုပုံစံနဲ့ပို့ပေးရမလဲဆိုတာကိုapplication နဲ့ website ထဲကနေပြီးတော့မှတစ်ချက်ချင်းစီနှိပ်သွားပြီးတော့မှကိုရှိရဲ့ကိုပြန်ချင်းလို့ရတာပေါ့နော်အဲ့တော့ဖတ်ရတဲ့ QR code လေးတွေကလေစာတက်မျက်နှာထဲမှာကိုပဲ QR code 2ခုပါနေတာတို့3ခုပါနေတဲ့စာရွက်တွေရှိတတ်တာမို့လို့တခြားလေးကြည့်ပြီးတော့မှ QR code ကိုမှန်အောင်ဖတ်ကြည့်ပြီနော်ကိုဖတ်တဲ့ QR code ကမှားနေလို့ရှိရင်ဖြည့်ရမယ့် file နေရာမရောက်လာဘဲနဲ့တခြား website တွေစီရောက်သွားတတ်တာမို့လို့ပေါ့နော်ဖတ်တဲ့ QR code ကမှားနေတယ်ဆိုလို့ရှိရင်လည်းတခြား QR code တွေပေါ့နော်ဒီစာမျက်နှာမှာရှိတဲ့တခြား QR code တွေကိုလိုက်ပြီးဖတ်ကြည့်ပြီးမှစမ်းကြည့်ပြီးလုပ်ကြည့်လို့ရပါတယ်QR code ဖတ်ပြီးတော့အဆင့်ဆင့်လောက်ရတဲ့ပုံစံကိုလည်းနောက်ထပ်ဗီဒီယိုလေးမှာတင်ပေးမှာမို့လို့ဆက်ပြီးတော့ကြည့်အားပေးကြပါအောင်ရှင်ကဲအခုဆိုလို့ရှိရင်ဒီစာရွက်လေးတွေကဗာစာရွက်လေးတွေလည်းအိမ်ကိုရောက်လာလို့ရှိရင်ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတာကိုတခြားလေးသိသွားပြီလို့ထင်ပါတယ်။နောက်ပြီးတော့လို့ရှိရင်လည်းဒီစာရွက်လေးတွေကနေ QR code ကနေလောက်ရတဲ့ပုံလုံနည်းအဆင့်ဆင့်ကိုလည်းဗီဒီယိုလေးနဲ့ထပ်တင်ပေးမှာမို့လို့ဆက်ပြီးတော့မှအားပေးကြပါအောင်ရှင်။အဆုံးထိကြည့်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။တတား